ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာဖုတ်ဘောဂိမ်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်လာလီဂါရွှေဖနက်ဆုရယူနိုင်မှုအတွက်လက်ဗန်ဒေါစကီနဲ့ပြိုင်ဖြစ်လာခဲ့တဲ့အမ်ဘပေမရင်းညကစားခဲ့တဲ့ဗီလာရီယယ်နဲ့ရီယယ်မက်ဒရစ်အသင်းတွေပွဲစဉ်မှာရီယယ်မက်ဒရစ်တိုက်စစ်မှုအမ်ဘပေရဲ့သွင်းကို2ဂိုးကြောင့်ရီယယ်အသင်းက 1-2 နဲ့အနိုင်ရရှိသွားပါတယ်ရီယယ်ကပြီးခဲ့ညကဒီကိုအသင်းနဲ့ခက်ခဲကြမ်းတဲ့ချန်ပီယံလိရှုံးထွက်အဆင့်ပွဲစဉ်ပွဲကိုနှွှဲခဲ့ရပြီးတဲ့နောက်3ရက်အတွင်းမှာပဲဗီလာရီယယ်နဲ့ဝေးကွင်းမှာထပ်မံပြီးတော့သွားရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်ဒီပွဲစဉ်မှာစောစီပဲရီယယ်ကဥဆောင်ကိုခွင့်ပြုပေးလိုက်ပေမဲ့အမ်ဘပေရဲ့ကမ္ဘာအဆင့်အဆုံးသတ်စွမ်းရည်တွေကြောင့်အရှုံးကနေအနိုင်ရလက်ကိုပြောင်းပြန်လှန်ပြီးတော့ကမ်းဖက်လာနိုင်ခဲ့ပါတယ်အမ်ဘပေရဲ့ဒီပွဲစဉ်မှာရီယယ်အတွက်အနိုင်ကို2ဂိုးစလုံးသွင်းနိုင်ခဲ့တဲ့အတွက်ခုဆိုရင်အမ်ဘပေရဲ့လာလီဂါသွင်းကိုအရေးအတွက်ကဂိုး20တိရှိလာခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်အမ်ဘပေကလာလီဂါဂိုးအများဆုံးသွင်းသူစီးရဲ့ဒုတိယနေရာကိုစုပ်ကိုင်ထားနိုင်ခဲ့ပါတယ်ပထမနေရာမှာတော့ဘာကာတိုင်းစမှုကြီးလက်ဗန်ဒေါစကီရှိနေပါတယ်လက်ဗန်ကလည်းအသက်အရွယ်နဲ့မလိုက်အောင်တရားသမားဂိုးသွင်းနေကြမ်းပြနေပြီးတော့ခုချိန်ဒီဆိုရင်လက်ဗန်ဒေါစကီရဲ့သွင်းကိုအရေးအတွက်က20ဂိုးတိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်ဒါကြောင့်လာလီဂါချန်ပီယံဆုတိုက်ပွဲကရီယယ်ဘာကာတီကိုတို့3သင်းနဲ့ပြင်းထန်နေခဲ့သလိုလာလီဂါရွှေဖနက်ဆုလူပွဲကလည်းရီယယ်ကျယ်ဝဲအမ်ဘပေနဲ့ဘာကာတိုင်းစမှုလက်ဗန်ဒေါစကီတို့2ယောက်ရဲ့အကြားမှာပြန်ဆိုင်မှုတွေပုံမိုးပြီးတော့ပြင်းထန်လို့လာခဲ့ပြီလို့ဆိုရမှာပါယာယီသိမ်းမှုက10ပွဲရှိနေပါသေးတယ်ဒါပေမဲ့တိုင်းစမှု2ယောက်စလုံးရဲ့သွင်းကိုအားတွေကတော့ရပ်တန့်သွားမယ်ပုံမှန်မရှိသေးပါဘူးအိုင်ဘတ်ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာပေါက်ကြီးတိုင်းဖုတ်ဘောဂိမ်းမှာကစားလို့ရပါပြီ 1xbet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်3လုံးကိုအသုံးပြုပြီးတော့100% bonus ရယူကစားလို့ရအောင်လည်းသတင်းပေးပြစေဖုတ်ဘောဂိမ်းမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်တော့ကွန်မန့်ထဲမှာချပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဒီကြားထဲမှာအခုလိုမျိုးပြိုင်ဆိုင်မှုတွေပြင်းထန်နေပုံမျိုးနဲ့နှစ်ယောက်စလုံးရဲ့သွင်းကိုတွေကရာသီကုန်မှာဂိုး30အထက်ကိုရောက်ရှိနေနိုင်ပါတယ်အမ်ဘပေကလီဂို1ရွှေဖနက်ဆုတွေကိုအချိန်ချင်းရယူနိုင်ခဲ့သူပါအရေးသွေးရှိတဲ့တိုင်းစစ်မှုတအုပ်ပြီးဂိုးသွင်းလဲတကယ်ကြမ်းပါတယ်ဒါပြင်လူငယ်လူရွယ်တယောက်ဖြစ်နေတာကြောင့်လည်းစိတ်သွားတိုင်းကိုပါနေနိုင်စေဖြစ်ပါတယ်ဒါပေမဲ့လက်ဗန်ဒေါစကီကိုလည်းရှော့တွတ်ထားလို့ကတော့မရပါဘူးအရှိလက်ဗန်ဒေါစကီရဲ့ကြမ်းခိုင်မှုကထိပ်တန်းဆင့်မှာရှိနေတော့ပါသူရဲ့ဇနီးတွေကဟာရဗေဒတေတန်းကိုတော့မှတက်ရောက်ထားပြီးတော့လက်ဗန်ဒေါစကီရဲ့အစားအသောက်နေထိုင်တွေကိုနောက်ကွယ်ကနေစီစဉ်ပံ့ပိုးပေးနေကြတာဖြစ်ပါတယ်ဒါကြောင့်လည်းဒီသက်ဒီယူန်နဲ့လက်ဗန်ဒေါစကီကလာလီဂါလိုဥရောပထိပ်သီးလီကြီးမှာလူငယ်နဲ့ပြိုင်ဂိုးသွင်းကြမ်းပြနေနိုင်တာပဲဖြစ်ပါတယ်အမ်ဘပေကတော့လက်ဗန်ဒေါစကီကိုနိုင်မှုအားခဲထားပါတေးကြပါတယ်သူဒီယိုရောက်လာတဲ့ကလာလီဂါရွှေဖနက်ဆုကိုအမ်ဘပေရယူခြင်းနေသလိုချန်ပီယံလိရွှေဖနက်ဆုကိုလည်းအမေရိကန်စာလောင်နေကြောင်းကိုအမ်ဘပေကပြောထားခဲ့တာပါသူရဲ့ပထမဆုံးသောချန်ပီယံလိရွှေဖနက်ဆုကိုရယူနိုင်ခဲ့ပြီးမှနောက်ထပ်အများကြီးထပ်မံရယူနိုင်ဖို့စာလောင်နေတဲ့အကြောင်းအမ်ဘပေကပြောခဲ့ပါတယ်အမ်ဘပေကပါရီမီကိုသူ့ရဲ့ဘွားတွေကနေဖယ်ထုတ်လိုက်ပြီးတော့လော့စ်ဘရန်ကိုစ်နဲ့ချိတ်ဆက်လိုက်ခြင်းဟာဒါမှန်စိတ်ကူးတစ်ခုမဟုတ်ခဲ့ပါဘူးတော်ဝင်တဲ့နဲ့တူတော်ဝင်အောင်မြင်မှုတွေကိုရယူနိုင်မှာအမ်ဘပေကအားခဲထားတာဖြစ်ပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးတော့လည်းအမ်ဘပေကကျွန်တော်အောင်မြင်မှုတွေကိုအများနဲ့စာလောင်နေပါတယ်ဒီအတွက်ပဲတိုက်ပွဲဝင်ရှေ့ဆက်နေတယ်လို့ပြောထားခဲ့တာပါအမ်ဘပေရဲ့ React စာမဘွားအစာဘက်မှာတော့ခက်ခဲနဲ့ရုန်းကန်ခဲ့ရပြီမလဲခုဆိုတော့အမ်ဘပေက React မှာအသားတကျရှိသွားခဲ့လည်းဖြစ်ပါတယ်ဒီတော့အမ်ဘပေအနေနဲ့ Vinicius ကိုအရင်ဆုံးကျေးဇူးတင်သင့်ပါတယ်အမ်ဘပေရဲ့ React စာမဘွားအစာပိုင်းကာလတွေမှာ Vinicius ကသူပင်တိုင်းကန်သွင်းနေကြပန်နတီတွေကိုသူကိုယ်တိုင်မကန်မဲ့အမ်ဘပေကိုပေးကန်ခဲ့ပါတယ်ရုန်းကန်တဲ့ကာလတွေဖြစ်နေပြီမဲ့အဲ့လိုမျိုး Vinicius ကန်ခိုင်းခဲ့တဲ့ပန်နတီလေးတွေကိုရနေတာကြောင့်အမ်ဘပေရဲ့ယုံကြည်မှုတွေအကြဆင်းမသွားခဲ့ပါဘူးဆက်လက်ရှင်သန်နိုင်ခဲ့ပါတယ်ကိုဆိုရင်အမ်ဘပေက Real Touch ရဲ့အဓိကဥဆောင်သူစားမတယောက်ဖြစ်နေပါပြီ။ Vinicius ကတော့အမ်ဘပေဝင်းရပန်ဖို့သူဖြစ်နေပဲကျင်းနေခဲ့ပါတယ်။ခုနောက်ပိုင်း Vinicius သွင်းကိုတွေတိတ်ပြီးများများဆဆမတွေ့ရတော့ပါဘူး။ဒါပေမဲ့ Real ကအမ်ဘပေရဲ့သွင်းကိုတွေနဲ့အကောင်းဆုံးရှေ့ဆက်နေနိုင်ခဲ့ပါတယ်။ကိုဆိုရင် Villarreal ကို2ဂိုးသွင်းလိုက်ပြီးတဲ့နောက်မှာတော့အမ်ဘပေရဲ့လာလီဂါသွင်းကိုက90ရှိသွားပါပြီ။ပြီးတော့လာလီဂါရွှေဖနက်ဆုအတွက်လက်ဗန်ဒေါစကီနဲ့အပြိုင်ဖြစ်လာနေပါပြီ။အမ်ဘပေရဲ့ယုံကြည်မှုတွေကလည်းအမြင့်ဆုံးမှာဆက်ရှိနေတာကြောင့်သူ့ရဲ့ဂိုးသွင်းချေကိုဒီပုံစံတိုင်းဆက်လက်တဲဆောင်သွားနိုင်လိမ့်မယ်လို့ယူဆပါတယ်။ရာသီကုန်မှာအမ်ဘပေကလာလီဂါရွှေဖနက်ဆုကိုစကူးသွားနိုင်ခဲ့တဲ့ဆိုရင်မဲရွှေတို့မအံ့ဩပါနဲ့တော့ဆုံးလိကြည့်ပဲတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ